相手の関心を引くより相手に関心を持つတပတ်သူစိတ်ဝင်စားလာအောင်ဆွဲဆောင်တာထက်တပတ်သူစိတ်ဝင်စားအောင်ရင်လုပ်ပါမယ်アルパン屋が近所の大きなホテルにパンを卸す契約を取るために売り込みを続けていたパンモဆိုင်တစ်ခုကအနီးနားကဟိုတယ်ကြီးကြီးမှာパンမိုးတွေကိုလက်ကရောင်းနေစာချုပ်ချုပ်ဆိုနိုင်ဖို့ရန်အတွက်စူးစမ်းနေခဲ့ပါတယ်။ဆိုလိုချင်တာကဒီပမုတ်ဆိုင်ကဒီဟိုတယ်ကြီးမှာပမုတ်တွေလက်ကရောင်းနေစာချုပ်ချုပ်နိုင်ဖို့အတွက်သူနေ့စဉ်စူးစမ်းနေတာ။4年間毎週支配人を訪問したがうまくいかなかった。4နှစ်အကြာပတ်ဆက်ပတ်တိုင်းမန်နေဂျာစီကိုလည်းပတ်သွားခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။そこでやり方を変え支配人が何に興味を持っているかを見極めることにした。အဲ့ဒါနဲ့ပဲသူလုပ်တဲ့နေ့ကိုပြောင်းပြီးတော့မန်နေဂျာကဘယ်လိုကိစ္စတွေမှာစိတ်ဝင်စားသလဲဆိုတာကိုသိဖို့ကြိုးစားခဲ့ပါတယ်။すると支配人がホテル経営者協会の会長を務め、協会の運営に心血を注いでいることが分かった。အဲ့လိုလုပ်လိုက်တဲ့အခါမှာပဲမန်နေဂျာကဒီဟိုတယ်ရဲ့စီမံခန့်ခွဲတဲ့အဖွဲ့အစည်းရဲ့အကြီးအကဲတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေပြီးတော့ဒီအဖွဲ့အစည်းရဲ့စီမံခန့်ခွဲမှုတွေကိုသူစိတ်ပါလက်ပါဆောင်ရွက်နေတာကိုသိသွားခဲ့ပါတယ်။次に支配人と面会した時、その協会のことに触れると支配人の反応が変わった。နောက်ကြမှာဒီမန်နေဂျာနဲ့တွေ့ဆုံစကားပြောပြီးတော့အဲ့ဒီအဖွဲ့အစည်းနဲ့ထိတွေ့ကြည့်လိုက်တဲ့အခါမှာမန်နေဂျာရဲ့တုတ်ပြန်မှုကပြောင်းလဲသွားပါတယ်။30分以上も熱弁を振るった上、会員になることまで進められたのだ。ဒီပေါမို့ဆိုင်လူကဒီမိနစ်30အကြာသူတို့စိတ်ပါလက်ပါစကားပြောပြီးတဲ့နောက်မှာအဖွဲ့ဝင်ဖြစ်လာဖို့အထိသူအကြံပေးနိုင်ခဲ့ပါတယ်။そのパン屋はパンのことについては一言も話さなかったが、数日後ホテルのスタッフからサンプルと見積書を持ってくるようにという電話があった。ဒီပမုတ်ဆိုင်ကလူကပမုတ်နဲ့ပတ်သက်ပြီးတော့တခုမှမပြောခဲ့ပေမဲ့နောက်ရက်အနည်းငယ်ကြာတဲ့အခါမှာဟိုတယ်ဝန်ထမ်းကနေပြီးတော့နမူနာနဲ့နမူနာဆိုတာပမုတ်ရဲ့ဈေးတော်၎င်းပေါ့အသေးစိတ်အချက်လက်တွေတော်၎င်းယူလာဖို့ရန်ဖုန်းဆက်ခဲ့ပါတယ်။パン屋が事情を尋ねるとスタッフは詳しくわかりませんが、支配人はあなたをとても気に入ってますよと言った。パモဆိုင်လူကအကြောင်းအရာအခြေအနေကိုမေးကြည့်လိုက်တဲ့အခါမှာဝန်ထမ်းကတိစိတ်တော့မသိပေမဲ့မန်နေဂျာကခမရကိုအရန်သဘောကျနေဆိုပြီးတော့ပြောခဲ့ပါတယ်။支配人の関心を引こうとした4年間の苦労は実を結ぶなかったが、逆に支配人に関心を持った途端に成果があったのだ。ဆိုလိုချင်တာကဒီမန်နေဂျာရဲ့စိတ်ဝင်စားလာအောင်ဆွဲဆောင်ခဲ့တဲ့ဒီ၄နှစ်အကြာသူ့ရဲ့ပင်မဆင်းရဲမှုတွေကအရာမထင်ခဲ့ပေမဲ့စန့်ကျင်ဘက်အနေနဲ့ပေါ့နော်ပြောင်းပြန်အနေနဲ့ဒီမန်နေဂျာကနေပြီးတော့သူ့ကိုစိတ်ဝင်စားလာတာနဲ့ချစ်ချင်းအောင်မြင်မှုရလဒ်ကိုရခဲ့ပါတယ်လို့ပြောချင်တာနော်ဟိုက်ဒီစာပိုက်လေးရဲ့အညစ်ချုပ်ကတော့တစ်ဖက်သူကိုစိတ်ဝင်စားလာအောင်ဆွဲဆောင်တာထက်ညီမျိုးစူးစမ်းတာထက်မိမိကနေပြီးတော့ကိုကနေပြီးတော့တစ်ဖက်သူကိုစိတ်ဝင်စားအောင်အရင်လုပ်မယ်အဲ့လိုလုပ်ပြီးပြီဆိုရင်တစ်ဖက်သူကလည်းကိုယ်ကိုစိတ်ဝင်စားလာမယ်ဆိုတဲ့ဥပမာလေးပေါ့နော်ဒီစာပိုက်လေးကတော့ဥပမာလေးနဲ့ဒီပမုတ်ဆိုင်ကလူပေါ့နော်ဥပမာထားပြီးတော့ပြပြထားခြင်းဖြစ်ပါတယ်